ဒီရသည်ဥရောပပြိုင်ပွဲတွေမှာရှုံးပွဲမရှိဘဲဖိုင်နယ်တက်သွားတဲ့တသင်းသောအသင်းသို့မဟုတ်ယူရိုပါလိတကင်ကြီးမန်ယူရေနွေးပြည်သက်ကြီးများအားလုံးမင်္ဂလာပါရှင်ဒီရသည်မှာမန်ယူကတော့ပရီးမီးယားလိဂ်မှာဆိုတသင်းယူရိုပါလိမှာဆိုတသင်းလို့ပြောရမှာပါပရီးမီးယားလိဂ်မှာဆိုရင်ကစားပုံရောရလဒ်ပါဆိုရနေတဲ့မန်ယူဟာယူရိုပါလိမှာတော့ခြေစွမ်းနေပြသနိုင်တယ်လို့အကောင်းဆုံးကစားပုံရောရလဒ်တွေပါပိုင်ဆိုင်ထားတာဖြစ်ပါတယ်တစ်ဖက်စပါးအသင်းကလည်း final တက်လာတာဖြစ်လို့ဒီရသည်ပရီးမီးယားလိဂ်မှာအချိန်ကြီးဆိုတဲ့အသင်းနှစ်သင်းဟာဥရောပမှာတော့ယူရိုပါလိဂ် final မှာဖလားကိုလူရတော့မှာပါဒီနေရာမှာမန်ယူဟာ2023ခုနှစ်ကတည်းကစပါးနဲ့စုံနိုင်အနိုင်မရတော့တဲ့မှတ်တမ်းကလည်းရှိနေပြန်ပါတယ်2023ကနေယနေ့အထိ6ကြိမ်စုံရမှာမန်ယူတို့4ပွဲရှုံးထားပြီး2ပွဲသက်ဟေတာကစားနိုင်ခဲ့ပါတယ်ဒါပေမဲ့ဒီအချိန်မှာတော့မန်ယူနီးပြအမွေအနေနဲ့မှတ်တမ်းဆိုးတွေကိုချေတက်နိုင်မလားဆိုတာကြည့်ရမှာပါမူရင်ရဲ့နီးစနစ်နဲ့စပြီးအံဝင်လာတာနောက်ပြီးဒဏ်ရာရကစားသမားတွေပြန်ကောင်းလာပြီးခြေစွမ်းကျနေရတွေကဒီဘိုလူပွဲရဲ့အဖြစ်တစ်ခုဖြစ်နိုင်ပါတယ်။ဘာပဲဖြစ်ဖြစ်ယခုလိုဒီရသည်ဥရောပပြိုင်ပွဲတွေမှာအကောင်းဆုံးကြော်ပြတ်ပြီးရှုံးပွဲမရှိဘိုလူပွဲရောက်လာတဲ့တသင်းတော်မန်ယူကိုဂုဏ်ပြုရင်ယူရိုပါလိဖလားကိုပဲအသင်းရသွားမလဲဆိုတာရေနွေးတံပြည်သက်ကြီးများအားလုံးဆွေးနွေးပေးကြပါအောင်နော်။